ကျွန်တော်ရဲ့ညီကိုတငယ်ချင်းများအတွက်ကျွန်တော်ဒီစင်ကားလေးခြေသားတူတာလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ခြေသားချုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအပေါ်တက်သွားတာလေးကိုဗျာကျွန်တော်အဲ့ဒါရှင်းပြမှာဖြစ်ပါတယ်ဟုတ်တယ်နော်ကျွန်တော်အဲ့လိုမျိုးဒီလိုခြေသားတူတာမျိုးတွေဟာဗျာကျွန်တော်ဒီတိုင်းချင်းအောင်မပွင့်လို့ရှိရင်လည်းဖြစ်တတ်တယ်ဒီကောင်ကြီးအရင်ကြက်ထားလို့ရှိရင်လည်းဖြစ်တတ်တယ်ဗျာအဲ့ဒါလည်းရှော့မယ်ဟိုနင်းကြည့်လိုက်မယ်ဗျာဒါကြည့်ကြည့်လိုက်မယ်ဒီအားလည်းပွင့်တယ်ဗျာဒီကောင်လည်းရှော့ထားတယ်ဒါပေမဲ့ခြေသားကဒီမှာတူနေတော့မယ်အဲ့တော့ကျွန်တော်တို့ဓာတ်ကန်ကိုတစ်ချက်လောက်ကျွန်တော်စစ်ကြည့်ကြမယ်ဗျာဓာတ်ကန်ကိုစစ်ကြည့်မယ်ဆိုလို့ရှိရင်ဆက်ကိုလှမ်းလိုက်မယ်ဗျာလိုက်ပြီကျွန်တော်တို့အောက်မှာဒီဓာတ်ကန်လေးပါဗျာဓာတ်ကန်တော့ထည့်ကြည့်မယ်နောက်တစ်ချက်ကဒီမှာယူကွေးကိုကြည့်မယ်ဗျာဒီယူကွေးကလည်းကောင်းတယ်အဆင်ပြေတယ်ဗျာအဆင်ပြေတော့ကျွန်တော်ဒီဓာတ်ကန်လေးကိုတစ်ချက်လောက်တော့ကျွန်တော်ကြည့်မယ်ဗျာဓာတ်ကန်လေးကိုလိုက်ကြည့်မှာပေါ့နော်ကျွန်တော်အရင်ဦးဆုံးဗျာဒီမှာဒီနက်လေးကိုကျွန်တော်ချွတ်မယ်ဗျာအဲ့ဒါလေးကိုကျွန်တော်ချွတ်လိုက်မယ်ချွတ်လိုက်ပြီးသွားလို့ရှိရင်စက်ကိုခဏကျွန်တော်အဲ့ဒီနောက်ကိုရှော့ပြီးသွားလို့ရှိရင်ဗျာဒီမှာဓာတ်ကန်ကြောက်ဓာတ်ကန်နဲ့ဝင်မဝင်ကြည့်မယ်ဗျာဓာတ်ကန်နဲ့ဝင်ပြီဆိုလို့ရှိရင်ဓာတ်ကန်လေးကိုနှိပ်ဝင်သွားပြီဆိုလို့ရှိရင်ဒီနက်လေးကိုဗျာဒီမှာနက်လေးကိုဗျာတချို့ဟာတွေကြတော့ပြလို့ချင်းဗျာဒီမှာအမတ်ရှိတယ်ဗျာဒီမှာအမတ်လေးတွေ့လာမှမသိဘူးအမတ်လေးရှိတယ်ဗျာအနီမတ်ရှိတယ်အစိမ့်မတ်ရှိတယ်အဖြူမတ်ရှိတယ်ဗျာကျွန်တော်အခုကခြေသားတူနေတာဆိုတော့ကျွန်တော်အစိမ့်မတ်လေးနဲ့ကျွန်တော်လိုက်မယ်ဗျာစိမ့်မတ်လေးနဲ့လိုက်မယ်ဆိုလို့ရှိရင်မကန်ကြပြီဆိုလို့ရှိရင်ကျွန်တော်ပတ်တီထားပြီဒါဆိုလို့ရင်ကြပါဆိုတော့ကျွန်တော်နှက်ကြပါတော့ဖြစ်ပါတယ်ဒါဆိုနှက်ကြလို့ရပြီပေါ့ဗျာဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်စမ်းကြည့်မှာပါနော်ရောထည့်ပါဗျာတော့စမ်းကြည့်မှာဖြစ်ပါတယ်ဒါဆိုခြေသားလေးကကွက်တိဖြစ်သွားပြီဗျာနော်ဓမ္မအပေါ်တက်တာအခုခြေသားကဒီအနေထားဆိုကွက်တိဖြစ်သွားရောဗျာဒီပြရပါဗျာခြေသားကွက်တိဖြစ်သွားပြီဗျာဒါလုံးဝတော့အဆင်ပြေသွားပြီအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်